ချစ်ရတဲ့ပရိသတ်ကြီးတို့ရေဒီမှာတော့ကျမ်းမာရေးနဲ့သက်ဆိုင်တဲ့အကြောင်းအရာလေးတွေကိုအမြဲလိုတင်ဆက်ပေးနေတဲ့ကျမတို့ရဲ့ channel ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဟုတ်ကဲ့ပါဒီနေ့မှာတော့လိင်ဆက်ဆံခြင်းနည်းလမ်းများနဲ့ကျမ်းမာရေးကောင်းကျိုးဆိုးကျိုးများဆိုတဲ့အကြောင်းအရာလေးတွေကိုပြပြပေးသွားမှာဖြစ်ပါတယ်လိင်ဆက်ဆံခြင်းဆိုတာသဘောဝကိစ္စဆိုပေမဲ့အလွန်အကျွံမဖြစ်အောင်မိမိနဲ့မိမိဖော်မထိခိုက်အောင်ဆက်ဆံသင့်ပါတယ်။ပြည့်စုံတဲ့လိင်မှုဆက်ဆံရေးဆိုတာနှုတ်တစ်ဖက်ကျင်းပြီးတာယာပွေကိစ္စဖြစ်နေဖို့လိုပါတယ်။နာကျင်မှုတွေအလိုမပြေမှုတွေနဲ့ဆိုရင်နောက်တစ်ခါအတူနေဖို့ကိုကြောင်းလန့်နေရမှာပါ။လိင်ဆက်ဆံခြင်းနည်းလမ်းများအမျိုးမျိုးရှိပါတယ်။ဘေးဟာကကိုယ်နဲ့ကိုယ်အပေါ်အတွက်အဆင်ပြေမလဲဘယ်လိုကျမ်းမာရေးအခြေအနေတွေရှိဘယ်လိုပုံစံနဲ့ဆက်ဆံသင့်လဲဆိုတာကိုပြောပြပေးပါမယ်။စုံသွေးတွေကြောင့်မှတမာယူကြနီးလန့်တွေကျိုးလာတဲ့အခါဒါမှမဟုတ်ကိုယ်စိတ်ထဲမှာဒီလိုပုံစံနဲ့လိင်ဆက်ဆံတာပိုကောင်းတယ်လို့ယူဆတဲ့အခါနီးလန့်အသေးတွေကိုအသုံးပြုလာကြပါတယ်။နီးလန့်တိုင်းဟာစုံသွေးတဲ့အတွက်အဆင်ပြေခြင်းမပြေမှာပါ။တခါတလေကိုယ့်အတွက်အဆင်ပြေပေမဲ့ကိုယ့်အတွက်အဆင်မပြေတာလေးရှိနိုင်ပါတယ်။မိမိတို့စုံသွေးဟာအောက်မှာဆက်ပြော့မဲ့ဘေးပုံစံနဲ့တူနေကြတယ်လေ။ကိုယ့်ရဲ့ချမ်းသာရေးအပေါ်ဘယ်လိုတက်ရောက်နေလဲဆိုတာကိုလေ့လာကြည့်ကြရအောင်နော်။လိင်သူဆောင်မဲ့တွေကတော့အမျိုးသမီးနေရာမှာ receptive partner လို့တတ်မှတ်နိုင်ပါတယ်။ missionary position အမျိုးသမီးအောက်မှာလဲနေပြီးအမျိုးသားကဆက်ဆံတဲ့ပုံစံမှာလိင်ဆက်ဆံခြင်းနည်းလမ်းများထဲမှာအတုံးအများဆုံးပုံစံလို့လေးပြောကြပါတယ်။တခြားနည်းလမ်းတွေထက်ဆိုင်တော့အမျိုးသမီးတွေကိုလုံလောက်တဲ့စိတ်ကြည်နမှုမပေးနိုင်ပါဘူး။အကြောင်းကလိန်တန်အတွင်းထိပ်ထိနဲ့နဲ့မဝင်နိုင်တာကြောင့်ရဲ့ G-spot ကိုထိမိဖို့ခက်ရနိုင်တဲ့အကြောင်းမှာကျမ်းမာရဲ့ချူတောင်းအရာခါနာတတချင်းခါနာတတအမျိုးသမီးတွေအတွက်ကတော့ဒီလင်းဆက်ဆံတဲ့ပုံစံဟာတင်းတော်ပါတယ်ပြီးတော့တတောင်းတတဖြစ်ချင်တယ်ဆိုရင်ခါအောက်မှာမျက်နှာတုပ်ပွားကိုလိပ်ပြီးခူထားလို့ရပါတယ်တတိထားရမယ့်အချက်အနေနဲ့ကတော့ဒါအမျိုးသားတွေအတွက်ပါအခမ်းမသိရင်တော့အမျိုးသမီးစိတ်ကုံနဲ့လင်တန်နဲ့ဆောင်းမိပြီးတော့သူတို့ရဲ့ငေပါတွေကျူသွားတတ်ပါတယ်။အမျိုးသားအောင်းမှလှည့်ပြီးတော့အမျိုးသမီးကမျက်နှာချင်းဆိုင်အနေအထားနဲ့အပေါ်ကနေဆက်ဆံတဲ့ပုံစံမှာ missionary ပုံစံနဲ့ပြောင်းပြန်သူကတော့အမျိုးသမီးရဲ့မိမကိုအတွင်ပိုင်းအထိလင်တန်ရောက်စေတဲ့အပြင်မိမကိုအစည်းကိုလေးလှုပ်ဆော်ပေးနိုင်ပါတယ်။အမျိုးသမီးတွေအနေနဲ့သူတို့စိတ်ကျင်တဲ့အနေအထားဖြစ်အောင်အတိုးအလျော်လုပ်ပြီးဆက်ဆံလို့ရပါတယ်။တကယ်လို့အမျိုးသားခါနာတတဲဆိုရင်တော့သူကအောက်မှာလှည့်ပြီးအမျိုးသမီးကိုအပေါ်ကနေနေခိုင်းသိမ်းပါတယ်။တခုတိထားရမှာအမျိုးသမီးကိုအပေါ်ကနေအာသိမ်းမသုံးခိုင်းဖို့ပါ။မဟုတ်ရင်ခါအောက်ကိုဖိမိတတ်ပါတယ်။မွေးရလဲဆိုပိုးဆိုးပါတယ်။ကြော်ရိုးကအောက်ကိုနှိမ့်သွားမှာပါ။ဒီလိုမဖြစ်အောင်ကျမ်းပြင်မှာဒါမှမဟုတ်အောက်ကအမာပြတစ်ခုခုခံပြီးမှနေတင်ပါတယ်။နောက်ထပ်အစစ်အမြစ်ကြိုက်တာတတ်တာချင်းနောက်ထပ်အကျိုးကျေးဇူးတစ်ခုကအမျိုးသားအစစ်အမြစ်တွေကြိုက်နေတတ်တဲ့ဆိုရင်လေဒီပုံစံနဲ့နေတာအစစ်တွေအပေါ်ဖိအားလျော့စေပါတယ်။အထူးသဖြင့်တထောင်စင်တူးကောင်းတဲ့ခြေချင်းဝက်မှာပါ။တဲ့အိမ်သွေးလုံးကြောင်းနာကျင်မှုတတ်တာချင်းအတွက်ဆိုရင်တော့တဲ့အိမ်မှာသွေးလုံးရှိတဲ့အမျိုးသမီးတွေအနေနဲ့အတူနေတဲ့အခါမှာမိမကိုကနာတာဖြစ်တတ်ပါတယ်။ဒီလိုအပေါ်ကနေနေတာမိမိဘလို့နေရင်ပိုနာတယ်လေဆိုတာကိုသိနိုင်လို့တတောင်းတတာဖြစ်အောင်ထိန်းချုပ်လို့ရပါတယ်။တတိထားရမယ့်အချမ်းအနေနဲ့ကတော့တခုရှိတာအမျိုးသမီးကတကူလုံးအပေါ်ရောက်နေတာဖြစ်တဲ့အတွက်အားအသုံးလုံးပြီးအမျိုးသားလိန်တန်းကိုထိခိုက်တာဖြစ်တတ်ပါတယ်။အမျိုးသမီးကလှိပတ်ထားပြီးအမျိုးသားအနောက်ကနေဆက်ဆံတဲ့ပုံစံမှာအမျိုးသားအနေနဲ့လွတ်လွတ်လပ်လပ်ဆက်ဆံလို့ရတဲ့ပုံစံလေးဖြစ်ပါတယ်။လွတ်လွတ်လပ်လပ်ဆက်ဆံနိုင်တဲ့အတွက်မိမကိုအတွင်နဲ့ထိအထိရောက်ပြီးတော့ G-spot ကိုထိတာမျိုးဖြစ်နိုင်ပါတယ်။ဒါကြောင့်အမျိုးသမီးတွေကိုခံစားမှုကောင်းစေပါတယ်။ခါနာတတက်အမျိုးသမီးတွေဆိုရင်တော့ဒီပုံစံဟာတင့်တော်ပါတယ်။သူ့ရဲ့ကိုယ်အလေးချိန်မှာတထောင်စင်းပုံမှာရှိနေတဲ့အပြင်မိမိရဲ့ခါကိုလည်းလူတလူပြပြနိုင်လို့ပါ။ဒါမဲ့အမျိုးသားခါနာနေတယ်ဆိုရင်တော့ဒါလုံးဝအဆင်မပြေပါဘူး။ခါအောက်ကိုသုံးရတာဖြစ်တဲ့အတွက်သူ့အတွက်ဝန်ပို့ပေးနိုင်ပါတယ်။ဒီလိုဆိုရင်တော့အောက်ကအမျိုးသမီးကပဲဥဆောင်ပြီးဆက်ဆံတင်ပါတယ်။အစီအမြေကတ်တက်တဲ့သူတွေအတွက်ဆိုရင်လေဒီပုံစံဟာတင့်တော်ပါတယ်
တတိထားရမယ့်အချက်အနေနဲ့ကတော့လွတ်လွတ်လပ်လပ်နဲ့အားကုန်သုံးဆက်ဆံလို့ရတာဖြစ်တဲ့အတွက်အခမ်းမသိရင်မိမကိုပြေးတတ်ပါတယ်။လိန်ဆက်ဆံပြီးရင်အမျိုးသားရောအမျိုးသမီးပါနာကျင်တာတွေဖြစ်တတ်ပါတယ်။ပေးတိုင်းဆက်ဆံခြင်းဆိုတာမျက်နှာချင်းဆိုင်ပေးတိုင်းလှည့်ပြီးတော့အတူနေတဲ့ပုံစံမှာအမျိုးသမီးကအမျိုးသားရဲ့ခါကိုခွာပြီးတော့ဆက်ဆံရပါမယ်။အားသာချက်ကမျက်နှာချင်းဆိုင်ဖက်လျက်ဖြစ်တဲ့အတွက်အချင်းချင်းထိတွေ့မှုပိုကောင်းပါတယ်။အချင်းချင်းနန်းရှိုက်ပြီးရိုမန်တစ်အခြေအနေကိုရရှိနိုင်ပါတယ်။မနက်ခင်းအိယာနိုစာအတူနေတဲ့အခါမှာတိမ်မလို့ရှင်သေးဘူးဆိုရင်ဒီပုံစံကအကောင်းဆုံးလို့ဆိုကြပါတယ်။ကျမရဲ့ရှူထောင်အရာကြည့်မယ်ဆိုရင်တော့အမျိုးသမီးကအမျိုးသားကိုပေးတိုက်ခွာထားတာဖြစ်တဲ့အတွက်လင်တန်ဘလောက်နဲ့ဝင်မလေးဆိုတာကိုထိန်းချုပ်နိုင်ပါတယ်။သူမအနေနဲ့မခံနိုင်ဘူးဆိုရင်ဘလို့သက်သာအောင်နေမလဲဆိုတာကိုပါပြုပြင်လို့ရပါတယ်။မျက်နှာချင်းဆိုင်ပဲဖြစ်ဖြစ်ပုံလို့ခေါ်တဲ့အမျိုးသားကိုကြော်ပေးပြီးနေတဲ့ပုံစံပဲဖြစ်ဖြစ်နေလို့ရပါတယ်။အစင်းမျက်နှာတာသက်သာခြင်းနှစ်ယောက်စလုံးကသက်သာနေနိုင်တဲ့အတွက်ခါနဲ့အစင်းမျက်နှာနေတဲ့သူတွေအတွက်လေးသင့်တော်ပါတယ်။အချင်းချင်းနှိကပ်နေတဲ့အတွက်အာသိသုံးစရာမလိုဘဲနဲ့ဆက်ဆံလို့ရပါတယ်။မောင်ရဲ့ဆက်ဆံခြင်းဆိုတာဒါကို modified target style လို့လေခေါ်ပါတယ်။လေးပဲထောက်တာမျိုးမဟုတ်ဘဲနဲ့တင်မကိုချပြီးမောင်ရဲ့လိုက်တဲ့ပုံစံမှာအမျိုးသမီးကမောင်ရဲ့လိုက်ပြီးအမျိုးသားကလည်းထဲရဲ့လေးလိုက်တာမျိုးပါ။လင်းဆက်ဆံတဲ့ပုံစံမှာအမျိုးသမီးကခြေထောက်တစ်ဖက်ကိုစုထားတာဖြစ်တဲ့အတွက်ပြီးမြောက်ဖို့လွယ်ကူပါတယ်။ပြီးမြောက်မှုကိုလည်းအပြေးအဝါခံစားရပါတယ်။သက်သာလေးဖြစ်တဲ့အတွက်နှစ်ဦးတစ်ဖက်စိတ်ချတဲ့ပွဲဆက်ဆံနည်းလေးဖြစ်ပါတယ်။ကျမရဲ့ရှူထောင်းနေနဲ့ကြည့်မယ်ဆိုရင်မောင်ရဲ့နေတဲ့အတွက်အမျိုးသမီးကသူ့ခါကိုမနာအောင်ပြောင်းပြင်နေလို့ရပါတယ်။လိုအပ်ရင်စိတ်ခုံအောင်မှာမျက်နှာတော့ပွားကိုလှိပ်ပြီးတော့ခူးထားလို့ရပါတယ်။ဒါလေးအဆင်မပြေသေးဘူးဆိုရင်တော့တထောင်ထောက်ပြီးနေလို့ရပါတယ်။သူ့အနေနဲ့အဆင်ပြေတဲ့ပုံစံအောင်အလွယ်တကူပြောင်းနိုင်ပါတယ်။သိအိမ်သွေးလုံးကြောင့်နာကျင်မှုကိုသက်သာခြင်းဒီပုံစံနဲ့ဆိုရင်အမျိုးသမီးတင်ပါခံနေတာဖြစ်တဲ့အတွက်အမျိုးသားလင်တန်အတွင်းနဲ့ထိမရောက်နိုင်ပါဘူး။ဒါကြောင့်အတူနေတဲ့အခါနာကျင်တာမျိုးမဖြစ်နိုင်ပါဘူး။လူကအပြောင်းအတိုင်းလှည့်ရဖြစ်နေရကြောင်းဒူးစစ်ချင်းချင်းဝဲလက်စစ်တွေပေါ်မှာဝန်ပြီးတာမျိုးတက်တာစေပါတယ်။အကောင်ဆုံးလင်းဆက်ဆံနည်းကိုတင်ကိုယ်တိုင်ရွေးချယ်ရမှာပါ။လင်းဆက်ဆံပုံအမျိုးအစားတွေအများကြီးရှိပေမဲ့အကောင်လုံးကကိုယ်နဲ့အဆင်ပြေခြင်းမှအဆင်ပြေမှာပါ။သူများတွေအတွက်ဒါမှမဟုတ်ကိုယ့်အဖို့အတွက်အဆင်ပြေရင်တော့မှကိုယ့်အတွက်ကကတိကအောင်ဖြစ်နေနိုင်ပါတယ်။ဒါကြောင့်လင်းဆက်ဆံတာကိုပုံစံပြောင်းကြည့်ပါ။ကိုယ်နဲ့ကိုယ့်အဖို့အတွက်ခံစားကောင်းစေပြီးသက်သာဖြစ်ဖို့ဆိုရင်တော့ပုံစံတွေကိုပြောင်းပြီးတော့ဆက်ဆံကြည့်ဖို့လိုပါတယ်။အခုပြောခဲ့တဲ့လေးဆက်ဆံပုံ၅ခုကတော့စုံသွေးတွေကြားထဲမှာအသုံးများတဲ့နည်းလမ်းတွေပါ။ဒါတွေတင်မဟုတ်ဘဲနဲ့တခြားနည်းလမ်းတွေကိုလည်းစမ်းသုံးကြည့်နိုင်ပါတယ်ရှင်။ဟုတ်ကဲ့ပါချေရတဲ့ပရိသတ်ကြီးတို့ရေဒီလောက်ဆိုရင်တော့လေးဆက်ဆံခြင်းနည်းလမ်းများနဲ့ကျဲမာရဲ့ကောင်းကျိုးဆိုးကျိုးများဆိုတဲ့အကြောင်းအရာလေးတွေကိုနားလေသဘောပေါက်ကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။ဒီနေ့မှာတော့ကျမ်းမာရေးအစီအစဉ်မျှဝေခြင်းကိုဒီမှာပဲရှင်းထားလိုက်ပါရရှင်။နောက်နေ့တွေမှာလေအခုလိုမျိုးကျမ်းမာရေးနဲ့သက်ဆိုင်တဲ့အကြောင်းအရာလေးတွေကိုအမြဲလိုတင်ဆက်ပေးမှာဖြစ်လို့ကျမတို့ရဲ့ channel လေးကို